ခွင့်ပြုချက်မရဘဲသူတချင်းကိုဆိုတဲ့စမ်းရည်မိုးဆက်အဖွဲ့ကိုတဲ့ပြောလာတဲ့အဆိုတော်မင်းစီသူအားလုံးပဲမင်္ဂလာပါရှင်မြန်မာမီဒီယာ page ကနေကြိုဆိုလိုက်ပါတယ်။ယနေ့ခေတ်မြန်မာဇာတ်သပင်လောကဟာတခေတ်ပြန်လဲစမ်းသစ်လာပြီးတော့ပရိသတ်တွေရဲ့အားပေးမှုအမြင့်ဆုံးကိုရောက်ရှိနေတာအားလုံးအသိပဲဖြစ်ပါတယ်။ဇက်ခုံပေါ်မှာညစီညတိုင်းကပြဖြော်ပြနေကြတဲ့အောင်စပူစမ်းရည်မိုးတို့လိုနာမည်ကြီးဇမင်းသားတွေဆိုရင်တညကိုစုချင်းငွေ300ထောင်ချီရရှိကြသလိုတန်မိုးကြီးရွှေငွေစိန်ကြောက်ရတနာတွေကိုပါပရိသတ်တွေကဝိုင်းဝန်းစုချင်းမြင့်နေကြတာတကယ်ကိုအမခမ်းပါပဲ။ဒါမဲ့ဒီလိုခမ်းထားတဲ့အောင်မြင်မှုတွေနဲ့ဝင်ငွေတွေရဲ့နောက်ကွယ်မှာတော့ဂီတဖန်တီးရှင်တွေနဲ့ဇက်အဖွဲ့တွေကြားအမှုပညာရှင်ချင်းချင်းလေးစားမှုနဲ့မိုဘိုင်းခွင့် copyright ပြဿနာတွေကဇက်တိုက်ဆိုသလိုဖြစ်ပေါ်လာနေပါတယ်။လက်တလုံးမှာတော့နာမည်ကြီးတေးရေးတေးဆိုမင်းစီသူကသူ့ရဲ့ဖန်တီးမှုတခြင်းတစ်ပုဒ်ကိုခွင့်ပြုချက်လုံးဝမတောင်းခံပဲပွဲစဉ်မြင့်ထက်မှာယူကာတီးဆိုခဲ့ရုံသာမက TV ကနေတစင် live ပါလွှင့်ထုတ်ခဲ့တဲ့စမ်းရည်မိုးဆက်အဖွဲ့ကိုလူမှုကွန်ရက်ကနေပြက်ပြက်သားသားတဲ့ပြောဆိုဝေဖန်လာခဲ့ပါတယ်။ကိစ္စကတော့အဆိုတော်မင်းစီသူကိုယ်တိုင်ချိန်ပေးစူးစမ်းဖန်တီးထားတဲ့နာမည်ကြီးဘာယာနတီးဆိုတဲ့တခြင်းလေးကနေစတင်ခဲ့တာပါ။စမ်းရည်မိုးဆက်အဖွဲ့ရလူရှင်တော်တွေဟာဒီတခြင်းကိုသူတို့ရဲ့ဇက်စင်ပေါ်မှာတီးဆိုဖျော်ဖြေခဲ့ကြပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာအဲ့လိုဖျော်ဖြေတဲ့အခါမှာတေးမင်းစီသူတေးဆိုလူရှင်တော်များဆိုပြီးတော့ TV ဖန်သားပြင်ပေါ်မှာစာတန်းထိုးကတီးဆိုခဲ့ကြတာပါ။တချင်းကိုတရားဝင်ဝယ်ယူထားတဲ့ပုံစံမျိုးနဲ့ထားကြကြစာတန်းထိုးပြသသွားပေမဲ့တကယ်လက်တွေ့မှာတော့မူရင်းဖန်တီးရှင်စီကနေဘာခွင့်ပြုချက်မှမရယူထားခဲ့ပါဘူး။ဒီလိုဖြစ်ရပ်ကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့တေးဆိုမင်းစီသူတယောက်အတော်လေးကိုဒေါသထွက်ပေါက်ကွဲသွားခဲ့ပါတယ်။သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့်မင်းတို့တော်တော်အလုံးများနေကြလို့လားဆိုပြီးတော့စမ်းရည်မိုးဆက်အဖွဲ့ကိုပြင်းပြင်းထန်ထန်မေးခွန်းထုတ်လာခဲ့ပါတယ်။ကိုဇက်ခုံပေါ်မှာသူများရဲ့ချွေးနှဲစာတချင်းကိုယူသုံးနေပြီးဖုံးဆက်ပြီးတော့အတီးပေးချောင်းကြဖို့ခွင့်ပြုချက်တောင်းဖို့တောင်မအားလန့်နိုင်လောက်အောင်ဖြစ်နေကြသလားဆိုပြီးတော့ဒေါသတကြီးနဲ့တဲရှင်းလာခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကြားမှာလည်းခရက်ရိုက်သွားခဲ့ပြီးတော့ဝေဖန်မှုတွေဆူညံသွားခဲ့ပါတယ်။တချင်းတစ်ပုတ်ဖြစ်လာဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပဲဖန်တီးရှင်တွေဟာညာအိတ်ပြက်ခံဝေကုံကြီးကြခံပြီးတော့အခက်ခဲပေါင်းများစွာကြားရနေရင်းနှီးမြုပ်နှံထားရတာပါ။ဒါကြောင့်ပရိသတ်တွေကဒီကိစ္စမှာဆန်းရည်မိုးဆက်အဖွဲ့ရဲ့ဇက်စရာဖြစ်သူအောင်ကျော်ထွန်းအနေနဲ့အပြေးအဝတာဝန်ယူမှုရှိတဲ့နယ်လို့ထောက်ပြနေကြပါတယ်။ဇက်ခုံပေါ်မှာပရိသတ်တွေစီကနေစုတော်ငွေအများများရရှိနေတဲ့ဇက်အဖွဲ့ကြီးတစ်ခုအနေနဲ့ကိုဇက်ခုံပေါ်မှာတီဆိုဖျော်ပြမဲ့တခြင်းတွေကိုဒီတိုင်းအလွယ်တကူခိုးယူသုံးဆွဲတာမျိုးလုံးဝမလုပ်သင့်ဘူးလို့ဝေဖန်နေကြပါတယ်။မူရင်းဖန်တီးရှင်တွေစီကနေမိုဘိုင်းခွင့် copyright လေးတွေကိုစနစ်တကျတောင်းခံပြီးထပ်တန်တဲ့မိုဘိုင်းကြေးလေးတွေပေးဆောင်ကအမှုပညာရှင်ချင်းချင်းလေးစားမှုရှိတဲ့နယ်လို့အကြံပြုတိုက်တွန်းနေကြပါတယ်။အမှုပညာကိုတမွေးဝမ်းကြောင်းပြုနေကြတဲ့အတိုင်းဝိုင်းမှာတဦးရဲ့ဖန်တီးမှုကိုတဦးကအတိမတ်ပြုတန်ဖိုးထားဖို့ဆိုတာအင်မတန်အရေးကြီးတဲ့ကျင့်ဝတ်တစ်ခုပါ။ဗီဒီယိုကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရောခွင့်ပြုချက်မတောင်းမဲ့သူများတချင်းကိုဇက်စင်ပေါ်မှာယူဆိုပြီးတော့လိုက်လွှင့်ခဲ့တဲ့စမ်းရည်မိုးဆက်ဖွဲ့ရဲ့လုပ်ရက်နဲ့တဲပြောလာတဲ့ဆိုတော့မင်းစီသူရဲ့တုံ့ပြန်မှုအပေါ်ဘယ်လိုမြင်ကြပါသလဲဂီတလောကနဲ့သပင်လောကကြားမူပိုင်ခွင့်ပြဿနာတွေကိုဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်ပါသလဲမိမိတို့အမြင်လေးတွေကိုပြောသွားကြပါအောင်ရှင်